မှာ point လေး5 point ထည့်ထားတယ်စင်ကာပူ data ပေါ့နော်စင်ကာပူလက်လံ grid ပေါ့နော်ဒါ grid ကနေလက်လံပြန်ချင်းပြအဲ့တော့ဒီမှာ point လေး5 point ထည့်ထားတယ် CSV file လေးလည်းပြောင်းထားတယ်ပြီးရင် save လိုက်မယ်ဒီအခါကျလို့ရှိရင်တို့ကmagnet tools လေးနဲ့လောက်အောင်ပါနော်website မှာ down လဲရတယ်ဒါမှမဟုတ်လည်းချက်မှမလာ down လဲရတယ်ဆိုတော့ဒီမှာ creator မှာနာမည်လေးတစ်ခုပေးလိုက်မယ် name 001ပါပါတော့เนาะပြီးတော့ဒီတိုင်းထားမယ်ပြီး next ကိုသွားအဲ့တော့တို့ကဒီညမှာအရေးကြီးတာပါလဲဆိုလို့ရှိရင်လက်လောင်တန်ဖိုးတွေဒီမှာထည့်မယ်ဆိုဒီတိုင်းထားကျန်ရဘာမှပြောင်းစရာမလိုဒီမှာနန်းထားမယ်ဒီတန်းလေးဒီညာလေးနှစ်ခုဒီတန်းကိုလက်လောင်အခုတော့တို့က grid ကနေပြီးလက်လောင်ပြန်ချင်းမှာဆိုတော့ဒီမှာနန်းထဲမှာ Asia ရဲ့ကစင်ကူတို့ S1 ပါလဲ S2 က21ကိုချိန်လိုက်ပြီးလို့ရှိရင်ဒီမှာ grid ကိုထားဒီနေရာမှာတို့ကစင်ကာပူရဲ့ဟာမတွေ့ဘူးဆိုတော့တို့ကမြန်မာတိုင်းစုံနဲ့အဆင်ပြေရဲ့မြန်မာတိုင်းစုံ6ခွဲကိုရွေးလိုက်နော်မြန်မာတိုင်းစုံ6ခွဲကိုရွေးပြီး create ဆိုနှိပ်လိုက်ဒီနေရာအရေးကြီးတယ်ဒီနေရာရွေးရမှန်ပါဘော import ထည့်လိုက်တဲ့အခါမှန်ပါ import ကိုနှိပ်လိုက်ပြက်ကကြရင်ဒီနားလေးမှာအရေးကြီးတာနောက်တစ်ခုရှိတယ် data ထည့်မယ်ဟာပေါ့နော်နားလေးမှာတို့ကဘယ်လိုဖြစ်နေလဲဆိုတော့အရင်ဆုံးနားလေးမှာထုံးစံတယ် all file ဖြစ်နေမှာဟုတ်အဲ့ဒီမှာ coin နေတယ်ဝင်ထည့်မဲ့တမို့က name and ez code အဲ့ဒါရေးကြည့် ez နဲ့ and ez မှားတယ်ပြီနော်ဆိုတော့ point number က and ez ကိုမှန်အောင်ထည့်လိုက်ပါ and ez not the မှာ edf မှန်အောင်ထည့်နော်ပြီးကမှဒီမှာတို့ single data ဆိုတော့ခုနက csv file လေးကို SG data ဆိုအဲ့ဒါရွေးလိုက်မယ်ပြီးကမှ open နဲ့ point 5 point တက်မှာဆိုဒီမှာ5 point ပဲရတယ်ဒီမှာ coordinate နောက်ဆုံး number 5ဆိုတဲ့ဟာလေးကိုဒီမှာ show လိုက်အဲ့ဒါထည့်လိုက်တဲ့ coordinate ကိုခုနတန်ဖိုးလေးနဲ့စစ်ကြည့်လိုက်ကိုအောင်မျိုးလွင်ဟာပေါ့နော်5 point ပဲရမယ်ဒီမှာလက်လောင်ပြန်ချင်းကြည့်အောင်အကူက1 2 3 4 point ပဲရလဲဆိုဒီမှာစင်ကာပူဆိုတဲ့ဒီ area လေးမှာ1 2 3 4ကောက်ထားတာဒီမှာတန်ဖိုးကို property နှိပ်လိုက်ဒီမှာလက်လောင်တန်ဖိုးကိုဒီမှာထည့်ရတယ်ဟောဒီမှာအပေါင်းလေးရှိတယ်ဒါလေးကိုလက်လောင်ပြန်ပြောင်းပြမယ်ဘယ်မှာရှိလဲဆိုတော့ configuration ထဲမှာဒီနားလေးမှာတို့က nan ပြန်ထားမယ် nan data လက်လောင်ထားမယ် okay ဆိုရင်ဒီမှာသွားတက်ကြည့်လိုက်နော်ဒီမှာလေနံပါတ်5ကိုစစ်ပြရမှာကိုအောင်မျိုးလင်ဟာနော်နည်းနည်းလေးလွယ်တယ်နော်စောဝဲ3နဲ့ကြွားကြရလို့ဖြစ်မယ်လीနော်နည်းနည်းလေးတော့လွယ်တယ်သို့ပေမဲ့မှန်တယ်အဲ့တော့1 2 3 4ဒါဟုတ်မှာဒီတစ်ဝက်ဒီမှာနော်အဲ့တော့ဒီတန်ဖိုးရအားလုံးကိုဒီကအပေါင်းလေးကိုနှိပ်လိုက်ပြီးတော့ထပ်ပြီးတော့မရဘူး၄ point မှာရမယ်နော် menu ရဲ့ဒီမှာနှိပ်လိုက်လို့ရှိရင် point number not the id ကိုဒီကနေကိုတခါလေး copy ကူးပြီးထည့်လို့ရတယ်နော်ထည့်လို့ရတယ် okay ဒါgrid ကနေပြီးလက်လောင်ပြန်ပြောင်းတယ်လက်လောင်က grid ပြောင်းတယ်ဒီတိုင်းပဲကြော်ရဲကိုပြန်သွားဒီနားလေးမှာ Asia ထဲမှာစင်ကာပူထဲကိုပြန်သွားပြီးဒီနားလေးမှာ grid ပြန်ထားလိုက်အဲ့ဒါဆိုပြန်တိုက်ကြည့်လိုက်vice versa ပြန်လုပ်လိုက်ဟိုဘက်ကြီးပဲချက်ကြည့်လိုက်ဒါဆိုမှန်တယ်အရေးကြီးတာကခုနက input ထည့်တဲ့အချိန်မှာ and ez es အဲ့ဒါလေးမှန်တယ်နော်အဲ့တော့ဒါဆိုရင်5 point စီပဲရမှာဒီ mobile ရှင်းဖို့နော်အဲ့တော့အဆင်ပြေပါစေအားလုံးကျေးဇူးတင်ပါတယ်